ဒီလိုမျိုးပွဲတွေကိုနောက်ထပ်လုပ်စေချင်ပါတယ်ဘာလို့ဆိုဒီကျောင်းသားတွေအနေနဲ့ရောဒီနိုင်ငံခြားမှာကျောင်းသားတက်ဖို့စဉ်းစားနေတဲ့သူတွေအတွက်ရော scholarship အကြောင်းစုံစမ်းနေတဲ့သူတွေအတွက်ဒီလိုပွဲမျိုးတွေကတော်တော်သုံးဝင်တယ်လို့ထင်တယ်ရှင်ဟုတ်အများကြီးရပါတယ်ပေါ့နော်ပထမဒီလိုမလာခင်တော့အဖေကိုသွားဘာလို့ကမှမသိဘူးနေကြရဲဘာလို့မသိဘူးလို့လမ်းပြောင်နေတာပေါ့နော်ဒါပေမဲ့ဒီလာတော့ကျောင်းတွေအများကြီးကိုတည်သွားရတယ်ဒီကလည်းတေချာပြီးရှင်းပြတော့တေချာဟိုလမ်းကျောင်းပေါက်ညွန်ရတယ်ပေါ့နော်ကိုလမ်းကျောင်းပေါ့